ဒီနေ့ကတနင်္ဂနွေနေ့အားလုံး Happy Sunday ပါဆိုတော့အခုကသမင်းချက်ခါနေပေါ့နော်သမင်းချက်ခါနေဟိုတနေ့တုန်းက Harry ဒေသနာနားထောင်တာပေါ့နော်ဒေသနာနားထောင်တဲ့အခါမှာဘယ်လိုဖြစ်လဲဆိုလို့ရှိရင်မုတ်ဆိုးမအကြောင်းလေနော်မုတ်ဆိုးမကအေလိယကိုအစာကျွေးတာနော်ဖျားသခင်ကပြောထားတဲ့အတိုင်းမဲ့သူလာလောက်တဲ့အခါမှာအဓိကအဲ့ဒီအပိုင်းမဟုတ်ပါဘူးအဓိက Harry ခံစားရတဲ့အပိုင်းကဘာလဲဆိုလို့ရှိရင်မုတ်ဆိုးမရဲ့ CD တန့်လျက်နေဤဆိုတာလေနော်တန့်လျက်နေတယ်ပြီးတော့ယူလိုက်ပြီဆိုလို့ရှိရင်ထက်ခိုင်ထက်ကြတယ်အိုးကပြည့်သွားပြီဆိုလို့ရှိရင်တော့အဲ့ C ကရပ်သွားတာမဟုတ်ဘူးသူကတန့်နေတာเนาะစမ်းစာအဲ့လိုသုံးထားတယ်ဆိုတော့ပြီးတော့အဲ့ဒီမုတ်ဆိုးမကမိုးခေါင်တဲ့ကာလပတ်လုံးမှာသူဝါစွာစားရတယ်လို့ပြောတယ်เนาะအဲ့ခါမှလေကိုဘယ်လိုခံစားရလဲဆိုလို့ရှိရင်ကိုဆန်အိုးသွားတတိရတယ်တိလားအဲ့ဒီဆန်အိုးဒီဆန်အိုးသွားတတိရတယ်ဆိုတော့ဘယ်လိုမျိုးလဲဆိုလို့ရှိရင်အိုးလို့ငါရဲ့ဆန်အိုးကလည်းအမြဲတမ်းပြည့်နေရပဲလို့เนาะဒီအသက်ဒီအရွယ်အထိကိုဘယ်လိုပြောမလဲဆိုလို့ရှိရင်ထမင်းငတ်တဲ့တနတ်ဆိုတာမရှိခဲ့ဘူးအဲ့တော့ပြောပြပေးချင်တာကလေဟို miracle တွေရှိမှမဟုတ်ဘောနော်စိတ်ထဲမှာခံစားရတာဟောဒါလည်းတကယ်ကောင်းကြီးတစ်ခုပါပဲဆိုတဲ့ဟာကိုခံစားရတာပါဆိုတော့ Harry မျှဝေပေးစင်တဲ့ကိုကျေးဇူးတင်ဖို့မိနေတဲ့ဟာတွေပေါ့နော်အမြဲတမ်းကျေးဇူးတင်တဲ့ဒီဆန်အိုးလေးဆိုလို့ရှိရင် Harry စီမှာရောက်လာတာနည်းနည်းရှိပြီเนาะဆိုတော့အမြဲတမ်းကျေးဇူးတင်ဖို့အတွက်အဲ့ဒါကိုပြန်ပြီးတော့မှ get ရတာပေါ့နော်စိတ်ထဲမှာအဲ့လိုမျိုးလာပြီးတော့မှ no ဆိုတယ်နင်းရဲ့ဆန်အိုးရောတဲ့နင်းဆန်အိုးရောထမင်းငတ်လားပေါ့နော်နင်းရဲ့ဆန်အိုးရောဆန်ပြတ်တဲ့ကာလာရှိလားပေါ့ဟာဟုတ်တာပဲလို့မုတ်ဆိုးမထက်ကငါပို့ပြီးတာတယ်ပေါ့နော်အဲ့လိုမျိုးခံစားရတာတခုကိုလာပြီးမျှဝေပေးတာပါဆိုတော့ဒီနေ့က Happy Sunday ဖြစ်ပါတယ်အားလုံးကောင်းသောနေ့လေးဖြစ်ပါစေခင်ဗျာ